လည်းထမင်းစားသွားပါဆိုမစားအောင် ဦးငယ်ညနေရမှာထမင်းစားရလို့ပါဆူဆူရဲ့ဘိုက်ပြေနေလို့နော်အေးပဲတောက်သွားတော့မယ် ကိုဖုံမမတို့ပြောတယ်ရှိရစို့ လူကြီးရဲ့စကားဝိုင်းဆိုတော့ဆွဆွရှောင်ပေးမယ်နော်စကားအေးစေးပြောကြ နေပါသေးဆူဆူဦးငယ်ပြောမယ်စကားကိုဆူဆူလည်းသိနေဖို့လိုတယ်လွန်ခဲ့တဲ့ရက်ပိုင်းမမစီကိုလဲနဲ့မေဂျူလိုင်းနဲ့တပ်ပုံနဲ့စာတွေရောက်လာတယ်မလား ကိုဖုံကဘယ်လိုသိရလဲ ကျွန်တော်စီကိုလည်းအဲ့တပ်ပုံနဲ့စာတွေရောက်လာတယ် ဘာတက်ပုံနဲ့စားတွေကဘသူစီကရောက်လာလဲတမီးကိုလည်းရှင်းပြပါအောင် မမေနောက်မှရှင်းပြပါမယ်တမီးရနော်ကိုဖုံဆက်ပြောပါအောင်အဲ့ပုံနဲ့စာဘသူပို့ရလဲဘာရွယ်ချက်နဲ့လဲ အဲ့တပ်ပုံနဲ့စာတွေကိုပို့တဲ့သူကမိုးမခပဲသူကမေဂျူလိုင်းကိုကျွန်တော်နာကနေထွက်သွားစေချင်တာ မိုးမခလို့တာ အန်ဒီမိုးကဘာဖြစ်လို့ဂျလိုက်ပေါ်အဲ့လိုလောက်ရလဲဒိတ်ပဲမရှိอ่ะ ဦးငယ်ခုနပြောသလိုပေါ့ဆူဆူရဲ့မေဂျူလိုင်းကိုဦးငယ်နာကနေပြီးထွက်သွားစေချင်တာရှင်းရှင်းပြောရရင်ဦးငယ်နဲ့မေဂျူလိုင်းကိုမနီးဆက်စေချင်တာပဲ ဒါဆိုမမတို့စီပို့တာရော ကိုနဲ့အင်မီကိုပြဿနာဖြစ်စေချင်လို့ပေါ့ပြီးတော့အင်မီကမေဂျူလိုင်းကိုပြဿနာသွားရှာမယ်အဲ့ဒီတော့မေဂျူလိုင်းကအရှက်ရပြီးတော့အလုတ်ကနေထွက်သွားရအောင်လို့ပေါ့ဟုတ်တယ်မလားကိုပေါ့ ဖေဘာလို့များအဲ့လိုလုပ်ရကြရလဲတကယ်ပဲမမတို့ပြဿနာတက်တော့မလို့မနက်ကတော့ကိုလက်နဲ့မမနဲ့အဲ့ကိစ္စရှင်းနေကြသေးတာ မင်းကလည်းဒီလိုကိစ္စဖြစ်နေအောင်တမီးကိုမပြောဘူး ဘာမှရေးရမသိသေးလို့ပါတမီးရယ်ပြီးတော့မေဂျွန်လိုင်းကတမီးတငယ်ချင်းလी အဲ့ဒါကြောင့်ပို့ပြောပြတင်တာပေါ့မမေရဲ့ဂျူလိုက်အကြောင်းတမီးကအတိဆုံးဂျူလိုက်ရဲ့ကိုကျင့်တရားကိုလည်းတမီးသိတယ်တမီးကသိရင်အခုချိန်ထိအောင်ရောက်လာကြမလို့တခါတည်းကိုပြတ်ရှင်းမလိုက်မှာဒါနဲ့အဲ့မိန်းမဦးငယ်ပါဆက်လုံးပါလဲ အဲ့ကိစ္စကိုတိုင်ပင်ချင်လို့ကျွန်တော်ကိုလက်စီကိုရောက်လာတာ အဲ့ဒီကိစ္စကိုတော့တေချာစဉ်းစားဆုံးဖြတ်မှရမယ်ကျွန်တော်တို့တွေကလည်းငယ်တော့တဲ့အရွယ်တွေမှာမဟုတ်တော့တာ personal နဲ့ business ကိုမရောထွေးပဲနဲ့ဘသူကိုမှထိခိုက်နစ်နာမှုမရှိအောင်တော့တေချာဆုံးဖြတ်မှရလိမ့်မယ်ကိုပေါ့ ဖေဖေတို့ကလည်းအဲ့မိန်းမဖေဖေတို့အလုံးမှာရှယ်ယာကြီးထည့်ရနေတော့အလျှော့ပေးဖို့မစဉ်းစားနဲ့နော် တမီးရယ်ဒီကိစ္စကိုလေဖေဖေနဲ့ဦးငယ်ပဲဆုံးဖြတ်ပါလိမ့်မယ် တမီးကတော့ဂျူလိုက်ကိုပဲတနာတယ်ဂျူလိုက်ကအပြစ်မရှိဘဲနဲ့ဂျားရကနေအထင်လွဲခံရတယ်သူလည်းဘာပဲဖြစ်စိတ်တော်ထိခိုက်သွားမှာပဲတမီးဂျူလိုက်ကဖုန်းဆက်ကြည့်လိုက်အောင်မယ်သူလည်းဒီအချိန်မှာသူ့ခံစားချက်တွေကိုနားထောင်ပေးမဲ့သူကိုရှိစေချင်မှာပဲတမီးကိုပဲဖုန်းသက်ဆက်ကြည့်လိုက်အောင်မယ် ကျွန်တော်မမနဲ့ကိုလက်ကိုပြောပြချင်တာရှိသေးတယ်အစားတော့စူးစူးရှိမှတခါတည်းပြောလိုက်မှုပဲဒါပေမဲ့အခုချိန်မှာပြောလိုက်ရင်သူ့စိတ်ထဲမှာတမျိုးဖြစ်သွားမှာဆိုလို့ကျွန်တော်ဖေဂျူလန်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီ ကိုဖုံ